လေးငယ်လေးဟာမြေပြင်ပေါ်ကဇွန်းတစ်ချောင်းကိုကောက်ယူလိုက်ပြီးအဝတ်နဲ့ပုတ်တိုက်တန့်စင်လိုက်တယ်ပြီးတော့လေထဲကနေတစ်ခုခုကိုခတ်ယူလိုက်တဲ့ပုံစံမျိုးဟန်ဆောင်ပြီးဇွန်းကိုပါဇက်နားစီယူဆောင်သွားခဲ့တယ်။သူ့ရဲ့ထူးဆန်းတဲ့အမူအရာကိုကြည့်ပြီးမျက်နှာချင်းဆိုင်မှာထိုင်နေတဲ့အမျိုးသားကပြုံးမိသွားတယ်။အဲ့ဒီအမျိုးသားကကော်ဖီတငုံတောက်လိုက်တဲ့အခါကလေးငယ်ကလည်းသူ့ကိုအတူခိုးပြီးကော်ဖီတောက်တဲ့ဟန်ပုံစံတူလိုက်လုပ်ပြတယ်။အမျိုးသားကဇွန်းနဲ့ကော်ဖီကိုမှွေလိုက်တဲ့အခါကလေးကလည်းအလားတူလိုက်လုပ်ပြန်တယ်။အဲ့ဒီနောက်ကလေးငယ်ကအမျိုးသားကိုသူ့ရဲ့ပါဇက်ကိုတုပ်ဖို့အမူအရာနဲ့အချက်ပြလိုက်တယ်။အမျိုးသားကကလေးငယ်ကိုတေချာကြည့်လိုက်မိတယ်။ကလေးရဲ့ကိုယ်ပေါ်မှာဖုံဖုံတွေပေးကျန်နေပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့အလွန်ကြည်လင်ပြီးတောက်ပနေခဲ့တယ်။အမည်မသိတဲ့ခန်းစားချက်တစ်ခုကြောင့်မျိုးသားဟာလူအုပ်ကိုတိုးဝေပြီးကလေးငယ်စီလျှောက်သွားခဲ့တယ်။ကလေးရဲ့အသက်ဟာ6နှစ်ဝန်းကျင်လောက်ပဲရှိအောင်မယ်ဆိုတာသူသတိထားမိသွားတယ်။ကလေးဟာသူ့မိသားစုနဲ့ကွဲကွာနေခဲ့တာပါ။တနာစိတ်ဖြစ်ပေါ်မိတာကြောင့်ထိုမျိုးသားကဂျက်ကိုရဲစခန်းစီခေါ်သွားပေးခဲ့တယ်။ဒါပေမဲ့ဂျက်ပြောပြတဲ့အရက်ဒေတာအမည်ကိုရဲတွေကမသိကြဘူး။ဒါကြောင့်သူတို့ကဂျက်ရဲ့တပ်ပုံကိုရိုက်ပြီးလူပြောက်ကြော်ညာပိုစတာတွေရိုက်နှိပ်ခဲ့ကြတယ်။နောက်ဆုံးမှာတော့ဩစတြေးလျဇနီးမောင်နှံတဦးကဂျက်ကိုမွေးစားလိုက်ပြီးမြစ်တာအပြည့်နဲ့ကြိုဆိုခဲ့ကြတယ်။သူတို့အိမ်မှာကျယ်ဝန်းတဲ့အိမ်ခန်းကြီးနဲ့အစားအစာတွေအပြည့်ရှိတဲ့ရေခဲတစ်တာတစ်လုံးရှိတယ်။သူတို့ကဂျက်ကိုသူတို့ရဲ့တားရင်းလေးလိုပဲပြုစုပြောထောင်ခဲ့ကြတယ်။ပေးပေါ်သွားကစားတဲ့အခါပင်လယ်ကမ်းခြေသွားတဲ့အခါတိုင်းသူ့ကိုခေါ်သွားလေးရှိတယ်။တဖြည်းဖြည်းနဲ့သူဟာမိသားစုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့တဲ့အချိန်20နှစ်ဟာအလွန်မြန်မြန်ဆန်ဆန်ပဲကုန်ဆုံးသွားခဲ့ပြီးလမ်းဘေးကကလေးငယ်လေးဟာအခုဆိုရင်လူငယ်တစ်ယောက်ဖြစ်နေပါပြီ။သူဟာအမှတ်ကောင်းကောင်းနဲ့တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့တယ်။သူ့ဘာသာသူတယောက်တည်းစတင်နေထိုင်တဲ့အခါမှာတော့သူ့ဘဝဟာပြောင်းလဲလာခဲ့တယ်။သူ့ရဲ့မိသားစုအရင်ပေါ်ထားရှိတဲ့အမတ်တရားတွေဟာပိုပြီးခိုင်မာလာခဲ့တယ်။တနေ့မှာတော့သူ့ရဲ့ဇာတိမြေကမုံတွေကိုလုံနေတဲ့သူတယောက်ကိုသူတွေ့လိုက်ရတယ်။အဲ့ဒီအခါမြုပ်နှံထားတဲ့အမတ်တရားတွေနိုးထလာပြီးသူလူပြောင်းမဖြစ်ခင်ကသူ့အကိုဖြစ်သူကမုံတွေဝယ်ပေးမယ်လို့သတိပေးခဲ့တာကိုသတိရသွားတယ်။ဂျက်ဟာသူ့ရဲ့အိမ်ကိုတိတ်တဆိတ်စတင်ရှာဖွေခဲ့တယ်။လွန်ခဲ့တဲ့အနှစ်20ကယထာတွေရဲ့အရှိန်နှုန်းကိုသူတေသနာလုပ်ခဲ့တယ်။သူဘလောက်ကွာဝေးထိခီးနေခဲ့နိုင်မလဲဆိုတာကိုခံမှန်းတွက်ချက်ခဲ့တယ်။သူ့ရဲ့တွက်ချက်မှုအရသူ့ရဲ့ကျေးရွာဟာကီလိုမီတာ1000ကျော်ခန့်ဝေးကွာနေခဲ့တယ်။သူ့ကိုစတင်တွေ့ရှိခဲ့တဲ့ဘူတာယုံကိုဗဟိုချက်အဖြစ်ထားပြီးပတ်ဝန်းကျင်တစ်ဝိုက်ကိုရှာဖွေရေးမြေပုံတစ်ခုရေးဆွဲခဲ့တယ်။တစ်နှစ်ပတ်လုံးထိုဒေသတစ်ခုလုံးကိုလိုက်လံရှာဖွေခဲ့ပေမဲ့ဘာမှရှာမတွေ့ခဲ့ပါဘူး။မိသားစုကိုရှာဖွေတွေ့ရှိဖို့ကသူ့အတွက်ဆွဲလန်းမှုတစ်ခုဖြစ်လာခဲ့တယ်။သူဟာသူ့ရဲ့မွေးစားမိဘတွေကိုရင်ဆိုင်ဖို့တောင်ကြောက်ရွံ့လာခဲ့ပြီးဒီအခြေအနေဟာအတော်ကြာအောင်ဆက်ဖြစ်နေခဲ့တယ်။အဲဒီနောက်တနေ့မှာတော့သူ့ရဲ့မွေးစားဖခင်ကသူ့ကိုလိုက်ရှာတွေ့သွားခဲ့တယ်။ဂျက်စီကသတင်းစာနာမရတာကြာပြီဖြစ်တဲ့အတွက်မွေးစားမိခင်ရဲ့ကျန်းမာရေးအခြေအနေဆိုးရွားနေပြီဖြစ်ကြောင်းဖခင်ဖြစ်သူကပြောပြခဲ့တယ်။ဂျက်အိမ်ပြန်ရောက်လို့သူ့မိခင်ကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့ရဲ့နှလုံးသားဟာကြေကွဲဝမ်းနည်းသွားခဲ့ရပါတော့တယ်။